အားလုံးပဲမင်္ဂလာပါတင်းနေတော် movie recap channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရုပ်ရှင်ချစ်သူများအတွက်တရုတ်ပြည်ရဲ့ဂုဏ်ဆောင်ဝင်ချွန်းတိုင်းရဲ့အရှင်တခင်ဆရာကြီး IB Man ရဲ့ပထမဆုံးကားကိုတင်ဆက်ပြသပေးသွားမှာပါဇလန်းလေးရဲ့အစမှာ1930ခုနှစ်စီကိုပြန်သွားကြည့်ရအောင်တရုတ်ပြည်ဖူဆန်းမြို့ဆိုတာတိုင်းသမားတွေအခြေချတဲ့မြို့တော်ကြီးပေါ့ဒီမြို့မှာတိုင်းသမားတွေအများကြီးရှိပေမဲ့အားလုံးလက်ခံထားတာတယောက်ပဲရှိပါတယ်သူကတော့ဆရာကြီးရီမန်ပါပဲရီမန်ကတော့တခြားသူတွေလိုတိုင်းတင်တန်းကြောင်းဖွင့်ပြီးပတ်စံရှာနေတာမဟုတ်ပါဘူးသူကချမ်းလက်ချမ်းသာတယ်ပြီးတော့တော်တော်လေးအေးအေးဆေးဆေးနေတတ်သူပါဒီနေ့မှာတော့တခြားမျိုးကတိုင်းဆရာမစ္စတာလူကလာစိန်ခေါ်ပါတယ်ရီမန်ကတော့အစမှာတော့ညင်းနေတာပေါ့ဒါပေမဲ့ခဏခဏဇွတ်တင်းလုံနေတော့တကားပိတ်ပြီးနှစ်ယောက်တည်းလက်ရည်စမ်းကြပါတယ်ရှာလက်ကတော့ပြောမနေပါနဲ့တော့မစ္စတာလူတယောက်ရီမန်ရဲ့ဝင်ချွန်းတိုင်းကွက်တွေရဲ့အောက်မှာကလေးတယောက်လိုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ရီမန်ကလူကြီးလူကောင်းဆိုတော့သူ့တိတ်ခါကိုထိခိုက်မှဆိုလို့ဒီကိစ္စကိုဘယ်သူမှမပြောဘူးလို့ဂရီပေးခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့မြောက်ပိုင်းကနေဗယံပရာနိုင်တဲ့တိုင်းသမားဂျင်းနဲ့သူတို့အဖွဲ့တွေရောက်လာပါတယ်ဒီကောင်လေးကတော်တော်ရိုင်းတာဗျမြို့တွေကတိုင်းကျောင်းတွေကိုတစ်ကြောင်းပြီးတစ်ကြောင်းလိုက်ပြိုင်ပြီးတိုင်းဆရာတွေကိုနှိပ်ကွပ်နေပါတယ်ဖူဆန်းမြို့ကတိုင်းသမားတွေအကုန်လုံးရှုံးခဲ့ကြပါတယ်နောက်ဆုံးတော့ဒီမြောက်ပိုင်းသားကဒီမြို့မှာရီမန်ဆိုတဲ့အတော်ဆုံးဆိုတဲ့သူနဲ့တွေ့မယ်ဆိုပြီးရီမန်အိမ်ကိုဇိုးအတင်းဝင်လာပြီးစတင်စိန်ခေါ်ခဲ့ပါတယ်ရီမန်ကတော့အဲ့ဒီချိန်မှာသူ့သားလေးနဲ့ဆော့နေတာပါမြောက်ပိုင်းသားကအရန်စိန်ခေါ်လုံးလို့ရီမန်လည်းမတက်တာပဲလက်ခံလိုက်ပါတယ်ဒါပေမဲ့ဒီပြိုင်ပွဲကတော့အရင်လူတွေနဲ့မတူဘူးဗျမြောက်ပိုင်းသားကဒုတ်တွေဓားတွေနဲ့တိုက်ခိုက်ပါတယ်ရီမန်ကတော့လက်ဗလာနဲ့ပေါ့ဝင်ချွန်းရဲ့အမြန်နှုံးနဲ့တိုက်ခိုက်တဲ့အကွက်တွေကတကယ်ကိုအံ့ဩစရာပါမြောက်ပိုင်းသားကိုအဆက်ခွဲပြီးပညာပေးလိုက်တာမြင်ရတာတော်တော်တော့ကျေနပ်စရာကောင်းပါတယ်နောက်ဆုံးမှာတော့ဖူဆန်တိုင်းကမြောက်ပိုင်းတိုင်းနဲ့ပိုတာတယ်ဆိုတော့ရီမန်ကတက်တည်ပြလိုက်ပါတယ်ဒါပေမဲ့ဒီပျော်ရွှင်မှုကကြာကြာမခံပါဘူး1938ခုနှစ်မှာဂျပန်တွေတရုတ်ပြည်ကိုကျူးကျော်ဝင်ရောက်လာကြပါတယ်ဖူဆန်းမြို့ကြီးလည်းဘုံဒဏ်တွေစစ်ဒဏ်တွေကြားမှာပျက်စီးသွားတာပေါ့ဆရာကြီးရီမန်တယောက်လည်းအိမ်ကြီးအိမ်ကောင်းတွေကနေထွက်ပြီးစင်းရဲသားရက်ကွက်မှာမိသားစုနဲ့အတူတူခက်ခက်ခဲနေရတဲ့ဘဝကိုရောက်သွားရှာပါတယ်မိသားစုထမင်းစားဖို့အတွက်ဆရာကြီးကကြောက်မီးသွေးတွင်းမှာအလုပ်သမားအဖြစ်ဝင်လုပ်နေရပါတယ်အဲ့ဒီမှာသူ့ရဲ့တငယ်ချင်းဟောင်းလင်းနဲ့ပြန်တွေ့ပါတယ်ဂျပန်ဗိုလ်ချုပ်မူရာကတိုင်းဝါသနာပါတော့တရုတ်တိုင်းသမားတွေကိုစံတအိတ်နဲ့မြူဆွဲပြီးဂျပန်စစ်သားတွေနဲ့တိုက်ခိုက်ခိုင်းပါတယ်ရှုံးရင်တော့အသက်ခံရပါတယ်လင်းကတော့သူ့ညီကိုတွေဗိုက်စာနေတာကိုမကြည့်ရလို့သွားတိုက်ရင်းနဲ့အသက်ခံလိုက်ရပါတယ်လင်းပြောက်သွားလို့ရှာနေတဲ့ရီမန်တယောက်လည်းဂျပန်တွေရဲ့တိုင်းကွင်းကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့တငယ်ချင်းမစ္စတာလူရောသူ့ရှိမှအသက်ခံလိုက်ရတော့မြင်လိုက်ရတဲ့အချိန်မှာပဲရီမန်ဟာတော်တော်လေးဒေါသထွက်သွားပြီးသူဟာတိုင်းကွင်းထဲကိုဝင်သွားလိုက်ပြီးဂျပန်ဗိုလ်ချုပ်ကိုကြည့်ကငါ10ယောက်နဲ့တပြိုင်တည်းတိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ဂျပန်10ယောက်ကဝိုင်းတိုက်ကြပေမဲ့ရီမန်ကတော့လျှက်စီးလက်သလိုမြန်တဲ့လက်သေးတွေနဲ့တယောက်ပြီးတယောက်လဲထိုးပစ်လိုက်ပြီးဝင်ချိုးရဲ့အစွမ်းကိုဂျပန်တွေတုံလှုပ်သွားအောင်ပြသလိုက်ပါတယ်ဗိုလ်ချုပ်မူရာကိုယ်တိုင်လည်းရီမန်ရဲ့တိုင်းကွက်တွေကိုကြည့်ပြီးအံ့ဩသွားခဲ့ရပါတယ်ဒါပေမဲ့ရီမန်ကသူ့အနိုင်ရရှိခဲ့တဲ့စံဆယ်အိတ်ကိုတော့မယူဘဲမာစတာလူခေါင်းကျတေဆုံးသွားခဲ့တဲ့စံတအိတ်ကိုပဲယူပြီးထွက်သွားခဲ့ပါတယ်ဗိုလ်ချုပ်မူရာကရီမန်ကိုသဘောကျပြီးဂျပန်စစ်တပ်မှတရုတ်ကွန်ဖူးကိုတိုင်းတင်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ရီမန်ကညင်းလိုက်ပါတယ်ငါတိုင်းကလူတတ်ဖို့မဟုတ်ဘူးကိုကာကွယ်ဖို့လို့ပြောလိုက်ပါတယ်ဒါကြောင့်ဗိုလ်ချုပ်ကလူအများရှိမှရီမန်နဲ့တူးချင်းတိုက်ခိုက်ဖို့စိန်ခေါ်ခဲ့ပါတယ်ရှုံးခဲ့ရင်လည်းရီမန်တယောက်အသက်ခံရမှာပါပြိုင်ပွဲနေ့မှာတော့တမျိုးလုံးကလူတွေစုယုံလာကြပါတယ်ရီမန်ကတရုတ်ပြည်ရဲ့တိတ်ခါအတွက်သူ့လူမျိုးအတွက်တိုက်ခိုက်တာပါမူရာကခွန်အားကြီးပေမဲ့ရီမန်ရဲ့နူးညံ့ပြီးလျင်မြန်တဲ့ဝင်ချွန်းတိုင်းကွက်တွေကိုတော့မရှင်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မူရာကိုအလဲထိုးနိုင်ယူခဲ့ပါတယ်ဒါပေမဲ့ညစ်ပတ်တဲ့ဂျပန်စစ်သားတယောက်ကရီမန်ကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်ရီမန်ဟာကံကောင်းလို့မသေးပဲဒဏ်ရာပဲရသွားခဲ့တာပါဖူဆန်းမျိုးသူမျိုးသားတွေရဲ့အကူအညီနဲ့ရီမန်လည်းမိသားစုနဲ့အတူဟောင်ကောင်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ကဲ IB Man 1ကိုကြည်ပြီးသွားပြီဆိုတော့ဘယ်လိုခံစားရလဲဗျကျွန်တော်ကတော့ဆရာကြီးရဲ့10ယောက်နဲ့တိုက်မယ်ဆိုတဲ့အခန်းကိုအကြိုက်ဆုံးပါပဲမိတ်ဆွေတို့ရောဘယ်အခန်းကိုအကြိုက်ဆုံးလဲဆိုတော့ comment မှာရေးခဲ့ပါဦးနော်နောက်ထပ်ဇာတ်ကားကောင်းတွေကိုကြည့်ဖို့အတွက် like and subscribe လေးလုပ်ထားဖို့မမေ့နဲ့ဦးနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ